哇，不这个来讲，莫来脱讲为嘿，阿罗们女伢的不为么来莫脱讲嘛嘞喏，西部山里公家个ကျွန်တော်တို့ဒါနွားချီတည်တဲ့နဲ့စိုက်ထားတာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့မြေပေါင်းပဲစိုက်ယုံနေပဲစိုက်နွားချီကိုအောက်ဆုံးကနေ9တင်း10တင်းလောက်မဆူမချောက်လေးကိုကျွန်တော်တို့ခံပေးရမှာဖြစ်ပါတယ်နွားချီအမုံစုပိုကောင်းပါတယ်ဒီ3လအတွင်းနွားချီဆိုရင်ပိုကောင်းတယ်ကျွန်တော်အောက်ဆုံးကနေပြီးတော့ကျွန်တော်နွားချီခံမယ်ဒါတော့ကျွန်တော်မြင်းနေရကျင်းတဲ့လူတွေအတွက်ကျွန်တော်ယုံတင်စနစ်နဲ့စိုက်လို့ကောင်းတယ်ဒါလို့စတင်စိုက်ပြိုးမဲ့သူတွေဆိုလဲယုံတင်စနစ်ကအရင်နည်းနည်းလေးတော့ထည့်ရတယ်ဝါဖို့မိုးကဖို့ထည့်ရပေမဲ့လည်းဒီစတင်စိုက်မဲ့သူတွေဆိုရင်ကျွန်တော်တို့ဘာလို့ယုံတင်စနစ်ကိုအားပေးတယ်နော်ဘာဖြစ်လို့လဲဆိုနေရာဒီဖြစ်တဲ့အတွက်မြေပေါင်ဆိုရင်ကျွန်တော်တို့အပူမထိန်းနိုင်မှာဖြစ်တဲ့အတွက်စတင်စိုက်မဲ့သူတွေဆိုရင်ယုံနဲ့စိုက်ဖို့ကျွန်တော်အားပေးတယ်နော်ဒါယုံနဲ့စိုက်မဲ့ဆိုရင်အပူထိန်းတဲ့လည်းလွယ်တယ်ဆိုတိုင်းစလည်းတက်တာတယ်ပေါ့နော်ဒီယုံနဲ့စိုက်မဲ့ဆိုရင်ကျွန်တော်တို့ဘာလို့12ပေ3ပေကိုကျွန်တော်တို့စောင့်မယ်ဒါဆို12ပေ3ပေ12ပေ3ပေကုန်ချမ်းကတော့အောက်ဆုံးကနေနွားချီ10တင်း9တင်း10တင်းခံမယ်ပြီးရင်ဂတ်ထူပေါ့နော်ဒီဂျက်ဆက်ကူကတော့10ပိတ်တာနဲ့10ပိတ်တာကြားရေကိုနိုင်ခွက်တနိုင်လောက်စိမ့်မယ်စိမ့်ပြီးပြီဆိုရင်ကျွန်တော်တို့ဂျက်ဆက်ကူကိုကျွန်တော်တို့ဖြဲမယ်ပေါ့နော်ဒါရေဝသွားပြီဆိုရင်ကျွန်တော်ဂျက်ဆက်ကူတို့ဖြဲမယ်ဖြဲပြီးလုံးပြီးလိုက်ရိုက်ပြီးမှဖြစ်ပါတယ်ဒီဂျက်ဆက်ကူရိုက်တော့မယ်ဆိုရင်ကျွန်တော်တို့ဒီနွားချီဘေးကနေပေါ့နော်လက်၄လုံး၅လုံးလောက်ခြံထားမယ်ဘာလို့ချန်တာဆိုတော့ဘောနဲ့အုပ်တဲ့ချိန်ဆိုတော့လုံသွားအောင်လို့လည်းဖြစ်တယ်လို့ဒီဘေးကနေပြီးတော့မှုထွက်မှာဖြစ်တယ်ပေါ့နော်ဖြစ်တဲ့အတွက်ကျွန်တော်လက်၄လုံး၅လုံးတော့ဓွာချီဘေးကနေပြီးတော့ခြံပြီးတော့ဂတ်တူကိုလိုက်ရိုက်ပြီးမှဖြစ်ပါတယ်ကျွန်တော်လုံးပြီးတော့ရိုက်ရင်ပိုကောင်းတယ်နော်လုံးပြီးရိုက်တယ်ဆိုရင်ရွယ်ဒီဖြစ်တဲ့အတွက်စိုးတိုင်းစားထိန်တယ်ပေါ့နော်ဂတ်တူကိုကျွန်တော်တို့ရိုက်ပြရမှာဖြစ်ပါတယ်ဟုတ်ဂတ်တူရိုက်ပြီးဆိုရင်ကျွန်တော်တို့ဘာလို့မလဲဆိုရင်မှုမျိုးတို့ထည့်မယ်ပေါ့နော်မှုမျိုးတို့ကတော့ကျွန်တော်ရင်ပြီးသားမှုမျိုးတို့ဆိုပိုကောင်းတယ်မှုမျိုးနုတယ်ဆိုရင်အထွတ်နောက်ကြတယ်ရှင်လုံးရင်ကြတော့အထွတ်နည်းနည်းလေးတော့နေတယ်ဗောနော်ရှင်လုံးရင်သို့တော့ကောင်းတာကျွန်တော်မှုမျိုးရှင်းတဲ့ဟာဆိုရင်အကောင်းဆုံးဖြစ်ပါတယ်ဒီမှုမျိုးထည့်ပြီးဒီ14ရက်15ရက်မျိုးပြည့်ပြီးမှုမျိုးဆိုပိုကောင်းပါတယ်ဒီလိုဂတ်တူရိုက်မယ်ရိုက်ပြီးဆိုရင်အပေါ်ကနေမှုမျိုးဖြူမယ်တကယ်လို့ချို့နေရာမှာမြင်နေရချင်းတယ်ဆိုရင်ကျွန်တော်တို့ဒီကွန်းချင်းတွေလည်းစိုက်လို့ရတယ်ဒီယုံတင်စနစ်နဲ့လည်းစိုက်လို့ရတယ်နော်မြင်းနေရချင်းမဲ့လည်းဒီမိုမျိုးကောက်ရုံးမိုကဈေးကွက်နဲ့တည်ငြိမ်နေအခုဆိုကျွန်တော်ဈေးကွက်မှာတပိတ်တာ2000လုံးသွားပို့ရတာဖြစ်ပါတယ်ဈေးကွက်နဲ့တည်ငြိမ်နေအရင်နည်းနဲ့ဒါ10ရက်တွင်နဲ့အမျက်ရတဲ့10ရက်တွင်နဲ့ပတ်စံပေါ်တဲ့လုပ်ငန်းဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဒါတော့ကျွန်တော်နွားချီသီးတဲ့စိုင်ဒီကိုမျှဝေပေးပါဖြစ်ပါတယ်ရှေ့ဗီဒီယိုတွေမှာဆိုရင်ကျွန်တော်ဗီဒါနဲ့စိုင်ဒီငါပြောတဲ့စိုင်ဒီတွေမျှဝေပေးထားတာဖြစ်ပါတယ်နောက်ဆိုရင်ကျွန်တော်နောက်ဗီဒီယိုတွေဆိုရင်ကျွန်တော်ဒီကောက်ရိုးနဲ့စိုင်ဒီကိုလည်းကျွန်တော်ဆက်လက်ပြီးမျှဝေပေးဦးမှာဖြစ်ပါတယ်ဒါတော့မို့မျိုးတို့နော်မို့မျိုးတို့ကကျွန်တော်တို့စီမှာထုတ်တဲ့အထုပ်ကြီးဆိုရင်3ထုတ်ဆိုရတယ်3ထုတ်ကိုကျွန်တော်ဖွဲနုဒုမဟုတ်ကိုစီမှာဘာလို့ဖွဲနုတို့ပဲကလေပဲမုံတို့ကောင်းရင်မုံတို့ဂျုံမုံတို့တခုရှိရနဲ့အဆင်ပြေတာရုပ်လို့ရတယ်မို့ကြိုက်တဲ့အစားသာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီတခုမဟုတ်တခုထည့်ပေးပိုကောင်းတယ်နော်ဒီကလေပဲမုံတို့ဖွဲနုတို့နိုးစီဘူးတခုတော့ရောပေးမယ်ရောပြီးတော့ကျွန်တော်တို့ဒါမို့မျိုးတို့တုံလို့နဲ့ရောနေမှာနော်ရောနေပြီးတော့ခုနကဂတုပေါ်ကနေပြီးတော့လိုက်ပြီးဖြူပြရမှာဖြစ်ပါတယ်โอเคမို့ဆိုင်နီစီဇန်ကိုကျွန်တော်YouTube Facebook Viber Telegram မှာကျွန်တော်မျှဝေပေးထားတာဖြစ်ပါတယ်အရင်ဗီဒီယိုတွေမှာလည်းတွားပြီးတော့လေ့လာလို့ရပါတယ်မြေပေါင်းဆိုင်နီရုံတင်စနစ်ဆိုင်နီပေါ့နော်ကုန်ချမ်းကိုကျွန်တော်အဓိကတော့နွားချီတည်တဲ့ဆိုင်နီဗေဒါနဲ့ဆိုင်နီငါပြောတဲ့ဆိုင်နီကိုကျွန်တော်အဓိကမျှဝေပေးထားတာဖြစ်ပါတယ်တကယ်လို့စတင်ဆိုင်မဲ့သူတွေဆိုလဲအသေးစိတ်သိကျင်တယ်ဆိုရင်ကျွန်တော်ကို393 လေးကနေပြီးတော့ဆက်သွယ်မှာလို့ရပါတယ်မို့မျိုးတို့မှာယူချင်တယ်ဆိုလဲဆက်သွယ်လို့ရတယ်ဘိုင်ဘန်နေနဲ့ဆက်သွယ်လို့ရတယ်တကယ်လို့ဘာလို့နီးစနစ်ကြစိုက်ချင်တယ်ဆိုရင်ကျွန်တော် Telegram ကနေ online ဗီဒီယိုလေးတွေလောက်ထားတာဖြစ်ပါတယ်ဈေးနှုန်းလည်းမများပါဘူးဒါကျွန်တော်ရဲ့စိုင်းဒီအတွေ့အကြုံကနေပြီးတော့ကျွန်တော်ဗီဒီယိုတွေလောက်ထားတယ်နားမလည်ဘူးဆိုလဲကျွန်တော်ကိုတသက်စာမေးလို့ရတယ်လို့ဗီဒီယိုတွေရတယ်တသက်စာလေးလာလို့ရတယ်နီးပညာကိုလည်းကျွန်တော် update အမြဲတမ်းဗီဒီယိုတွေတင်ပေးထားတာဖြစ်ပါတယ်တကယ်လို့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ကို Viber နေဆက်သွယ်လို့ရတယ်399333လေးကနေဆက်သွယ်လို့ရတယ်တကယ်လို့မို့မျိုးတို့နဲ့ဆက်နဲ့ပစ္စည်းတွေကိုဝယ်ချင်တယ်ဆိုရင်ကျွန်တော်အောက်မှာကျွန်တော် comment မှာကျွန်တော်link ချပေးထားတာဖြစ်ပါတယ် description မှာလည်း link ချပေးထားတာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့မှာတော့ဝယ်ယူမှာလို့ရပါတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်ခုနဂတ်တူရိုက်ပြီးသားပေါ်ကနေမှုမျိုးလိုက်ဖြူမယ်နော်မှုမျိုးလိုက်ဖြူပြီးဆိုရင်ကျွန်တော်အပေါ်ဆုံးကလည်းနွားချီအုပ်ပြရမှာဖြစ်ပါတယ်နွားချီကိုကျွန်တော်တို့အပေါ်ဆုံးကနေ2တင်းခွဲ3တင်းပေါ့နော်2တင်းခွဲ3တင်းကိုမုံလေးဆိုပိုကောင်းတယ်မဆိုးမချောက်ဆိုရင်ပိုကောင်းပါတယ်နော်မုံလေးတွေဖြစ်ရမယ်ပြီးတော့အဲ့နွားချီကိုကျွန်တော်အပေါ်အုပ်မဲ့နွားချီကို
မဆိုင်ခင်3ရက်5ရက်လောက်ကြိုနှက်ပင်ပိုကောင်းတယ်နော်ဘာလို့နွားကြီးထဲမှာနှက်ထိုင်နွားကြီးထဲမှာအစားတော့ပါတဲ့အတွက်မှုထွန်းနှုံးပိုကောင်းတယ်ကျွန်တော်နွားကြီးနှက်နင်းကိုလည်းကျွန်တော်ရှေ့ဗီဒီယိုမှာတင်ပေးထားတာဖြစ်ပါတယ်နောက်ဗီဒီယိုအတစ်မှာလည်းကျွန်တော်နွားကြီးနှက်နင်းကိုတည်တဲ့ပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်ဒီယုံစောင့်မှုဆိုင်ကြီးအတိုင်းထွားနွားကြီးနှက်နီးတွေကိုလည်းကျွန်တော်ဆက်လက်ပြီးမျှဝေပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီမိုကောက်ရုံးမိုဆိုင်ကြီးတော်လကောင်းဒီငွေနှင်းမိုပြုတ်ထွန်းနီးတော်လကောင်းဆက်လက်ပြီးတည်ကျင်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကို follow လုပ်ပြီး subscribe လုပ်ဖို့မမေ့နဲ့နော်ဟုတ်ကဲ့အဲ့တော့အပေါ်ဆုံးကနေဒီမိုမျိုးဖြူပြီးပြီဆိုရင်နွားချီအုပ်မယ်နွားချီအုပ်ပြီးပြီဆိုရင်ကျွန်တော်ရေကိုဘယ်လိုလောင်းရမလဲဆိုရင်ရေကတော့ကျွန်တော်တို့နွားဒီဖြစ်တဲ့ရွှဲနေအောင်လောင်းရတယ်နော်စဆိုင်တဲ့အချိန်မှာကျွန်တော်ရေကိုဝေါအောင်လောင်းပေးရမှာရေကိုရွှဲနေအောင်အောက်ကနေပြီးတော့ဒီပိုက်အောက်ကနေဆက်ကြားတဲ့အထိကိုလောင်းပေးပါဘာကြောင့်လဲဆိုကျွန်တော်နွားဒီမှာဆိုရင်ကျွန်တော်တို့က6တွေ့ရဘောင်းတွေ6တာမြန်တဲ့အတွက်ရေကိုလောင်းပေးမယ်လောင်းပြီးပြီဆိုရင်ရေလောင်းပြီးပြီဆိုရင်နောက်ဆုံးလောင်းတဲ့ချင်းနောက်ဆုံးပြီးပြီရေလောင်းလို့ပြီးပြီဆိုမှကျွန်တော်တို့မိုးအားစေးလောင်းပြရမယ်မိုးအားစေးတော့ကျွန်တော်တို့ဒီ ready made ထုတ်အစိမ့်ထုတ်လေးတွေလာတယ်ကိုယ်စီမှာမိုးအားစေးမရှိဘူးဆိုရင်ကျွန်တော်တို့ကမိုးအားအချိုကြိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ထညက်ပေါ့နော်တပေါင်းကိုထညက်20သားနှုန်းလောက်နဲ့တုံကြိုပြီးတော့လောင်းပြီးလို့ရတယ်အကုန်ပြီးပြီဆိုတော့ကျွန်တော်9ရက်အတွက်အလုံးပိတ်ပြရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်